ပညာအားကောင်းတဲ့အသားရည်ကြီးကြတော့ကျွန်တော်တို့ဗရမ များရောင်လို့ထားနေတာပဲ။အော်ကိုလူမင်းတို့အသားပေါ့။ဒါကျွန်တော်တို့ဒါပါဘုရားဟောကြားစာအညီပါဟောတာပါ။ဟုတ်ကဲ့။ပြီးတော့ကျွန်တော်တို့လောဘဒေါသမောဟအားလည်းကြီးတယ်။ယာကအားလည်းကြီးတယ်။ဖြက်လို့ဖြက်စီလုပ်တဲ့တဏှာယာကအားကြီးတယ်အသားရည်တွေကြတော့အတော့ဘယ်လိုရအောင်လဲ။ကောင်းလာတယ်ပြောပါတော့။သိပဲပြောတာပဲ။သိတယ်။အဲ့တော့တတိယဆောက်အေးဟိုကျရဲမနာနဲ့အားမငယ်ပါနဲ့မဲတာဒီတစ်ဖွဲလုံးမှာ2ယောက်ပဲရှိတယ်ဘယ်သူလဲနေနဲ့မြန်မာစာရှန်ထုံးနဲ့ဟုတ်တဲ့နောက်တစ်ယောက်ကြံသေးတယ်ဘယ်လိုဒီဘုတ်ဆရာတရားမင်းလေကဲတော့အဲ့ဒီအရန်ပြောတယ်အစီအစဉ်တွေကအများကြီးပဲမို့လို့ပါဟုတ်ကဲ့ကျွန်တော်တို့ကတကိုးရှင်တို့ကဖြတ်ခနဲ့ဖြတ်သွားမှာအေးမတော်မထူးကြပါလေပွဲကြီးပွဲကကျွန်တော်တို့ကအစီအစဉ်တွေကအများကြီးဆိုတော့အများကြီးလုပ်လို့မရပါဘူးအများကြီးလုပ်လို့မရပါဘူးကျွန်တော်တို့ကနည်းနည်းလေးပဲလုပ်ရမှာပါဘာလို့ဆိုတော့အနောက်မှာကျွန်တော်တို့အရန်ကိုလေးစားရတဲ့ကိုကြီးကိုနောင်ဝင်းတို့ကိုချမ်းသာတို့ဦးသိန်းစော်တို့ကမဲ့ရောဟနီဆိုတဲ့အော်ဘရာကြီးကအရန်ကောင်းတယ်ဗျာအဲ့အစီအစဉ်ကိုလည်းလက်လွတ်သွားမှာစိုးရင်ရပါမနေညမရီခင်ခက်နေနေငယ်လေးတော့တေးဆိုကြမြူပြောကြမာရဆိုတဲ့ဟေးတငယ်ချင်းရေတို့နဲ့ပဲတခွင်တကယ်စင်ရှိခွင်ကအမြင်မမဲဟိုးအဖေလားရွာမလို့နဲ့ပဲညီညွတ်ရေးနဲ့အသက်ရှင်ခြင်းမင်းလက်ရည်တပြင်းပြီးရှင်းလာတဲ့ဘုရားကြလက်ရည်တပြင်းချစ်ကြမယ်ဗျရှင်းကြတော့တောင်းလန်းကြီးတွေနဲ့သမင်းစားကြတာလက်ရည်တပြင်းဒီဟုတ်တယ်ဗျာအဲ့ကအရန်ချစ်ကြတာလေဟုတ်လားကိုယ်ပကံနဲ့ကိုစားလာတဲ့အချိန်မှာစိတ်ဝင်းတွေကွဲတာဒါကိုငါတို့ကတမိုင်းကြောင့်ပြန်ဖို့နေတာမှန်တယ်ဗျာโอเคဗျာပြန်ကြမယ်တမိုင်းဆိုတာသိလားဘယ်လိုလဲအုတ်ကျင်းသားကတ်နေတာဟုတ်တယ်တလွဲစနေလိုက်ဒီကိုရစီလုံးကြီးပဲအင်အားအခြေလေးတိုင်းစီစဉ်ကြမယ်ညွေထွက်ကြည်တော်ဟွာအခြေလေးဖို့သူဆိုလိုက်စမ်းအခြေလေးတိုင်းစီစဉ်ကြမယ်အခြေလေးတိုင်းစီစဉ်ကြမယ်အခြေလေးတိုင်းစီစဉ်ကြမယ်ကောင်းလိုက်တာဗျာတချင်းတိုင်းစီစဉ်ကြမယ်ဗျာအချင်းလေးတိုင်းစီးစီးပြီးတော့ကြောက်ကလည်းပြန်ပြီးတော့တင်စားကျင်နေတာဗျတင်စားကျင်နေတာဟာနားထောင်ကြည့်အောင်လေပြောမယ်ဗျာကြားမယ်ဗျာကြားမယ်ဒီတော်တဲ့သူ့တီတောင်ပြုတ်ကိုဒီတော်စုကတိုင်းရင်းသားတို့အမျိုးဘာသာဒေါသနာကိုစီလုံးစိတ်နဲ့ဝါတို့တိုင်းရင်းသားများရိုင်းမင်းစကားနဲ့ရပွဲများလဲရိုက်ဖို့ရက်ဖို့အချစ်မကွက်အသက်ပွဲဖို့စစ်ပွဲများလဲရိုက်ဖို့ရက်ကြပါဗျာစစ်ပွဲတွေရက်ဖို့ကောင်းပြီအဲ့ဒါမှငင်းငင်းရေးရမှာဟုတ်တော်ကြီးမရက်တဲ့နေရာတွေရှိသေးတယ်ဟာလေအဲ့ဒါကျွန်တော်စိတ်ဝင်စားတယ်ဒီလောက်ငင်းငင်းလေးတွေလုပ်နေလို့ရက်တဲ့နေရာရှိသေးလို့နော်ခြားတဲ့နေရာခြားနေသေးတယ်အဲ့ဒါဆိုကြားမယ်ဗျာကြားချင်လားကြားချင်တယ်ဗျာကဲနားစင်ဟောမှာထည့်လိုက်ကနေအများဘလောကကြာရတယ်ဗျာဒီနာကအုံးကနေတန်ညာခဏကြာရတယ်ဗျာဘုံအတန်ညာအထက်သမားတွေမိုင်းထောင်ကြလားဒီရန်တွေကိုကြိုးတင်ကာကွယ်သားကြဆိုလားတော့မှဗျာဘလို့ကြောက်ပါလဲတော့မှဗျာဘလို့ဒီလိုခေဆိုလာယတနာသားပါပဲဝတ်တင်လို့လာပါကြောရှင်းနေဝတ်တင်လို့လာပါကြောရှင်းနေဘုဒ္ဓနဲ့ဟာပြည့်ပြေခွဲ
တယ် ရွှေညီမများပါပဲအဲ့ဒါရွှေညီမ အသေးဖြူရင်အသားဖြူတယ်ပေါ့ဟုတ်လား ညာမင်းကခိုင်းရိုက်ကြီးဖြစ်နေတယ်အသားမဖြူလဲအသေးဖြူလဲလူအများကြီးမြစ်တာတရားတွေအများကြီးထားရတယ်အတလုံးသားလာဖို့လိုတယ် ခမရအသားမဲတာမဟုတ်ဘူး ဘာဖြစ်တာ ခမရအသားမိုးချုပ်တာ ဟာအတူတူပဲ မလုပ်ပါနဲ့အဲ့ဒါရွှေရောင် အညိုရောင်လည်းရင့်သွားတဲ့အသား ရွှေမြမတွေကိုဂုံပြုတ်တာကွာအောင်ကွာ ဒါပဲ ရွှေညီမတွေကိုဂုံပြူတာဒီတဲ့ဂုံပြူတယ်လည်းရှိသေးတယ်လေ ဘယ်မှာလို့ ဟာဒီတဲ့ဂုံပြူအောင်ဟေးဒုစမ်းမဟုတ်ဗျ ဂုံပြုတ်ပြကြံပြီးကြံသေးလား ရွှေမြမာလို့ပြောရင်တို့ဒီမှာယူတော့တာဒီမျိုး တာကြီးရောဟုတ်တယ် တာဒီမျိုးဆိုတာ ဟုတ်တယ်ပါဒါပေါ့ အဲ့တော့တာဒီမျိုးကိုဂုံပြုတ်ရမှာ ဘယ်လိုပြုတ် ဟုတ်ပြီဗျာ တာကီမျိုးဟဲ့ကိုမြမတို့မြမဟဲ့တာကီမျိုးပဲ ဘာသာရေးလဲကိုက်ဆိုင်တာ ကိုင်းဆိုင်ပါဘောတာကီမျိုးပဲ အမျိုးကုန်လဲထိမ့်သိမ့်တာ ထိတ်သိမ်းပါဘောတာကီမျိုးပဲ သာသနာရေးလဲစောက်ရှောက်က ဆောင်းဆောင်ပါဘောတာကီမျိုးပဲ တာကြီးမျိုးမှာအမျိုးထိတ်တယ်မှာ ဟုတ်တယ် အမျိုးမထိမ့်တဲ့လူတွေကတော့ကွာ ဟဲ့ဟာပဲဟာဘယ်လိုငါညိုတဲ့သမားလဲ ဘာဖြစ်လဲမင်းတို့ဘာပြောလဲ တာကြီးမျိုးတို့မှာအမျိုး မြန်မာမိန်းကလေး တာကီမျိုး ဟုတ်တယ် အေးတာကီမျိုးဆိုပြီးတော့လှုပ်ချင်တဲ့ဟာတွေလှုပ်နေကြတော့မင်းတို့မမြင်ဘူးမလား အဲ့တော့ငါတို့ကတော့အိမ်ထဲမှာနေတော့မမြင်ဘူး အေးမမြင်အောင်သိအောင်ငါပြောပြ ဟာပြန်နေကြ လာတော့ ဒါတွေကြားတော့လေကြက်တော့လား အိုင်ဟေးတာကီမျိုးတွေစောင့်ရှောက်ပါကိုမျိုးကိုစောင့်ရှောက်ကြပါ ဒီအော်ချက်ပေါင်းတော့တာ ကိုရတဲ့ကိုစကိုနေထင်တယ် ဟဲ့ဟဲ့တာကြီးတွေ တိုင်းကဘာမနေကကြမင်းကသွား ဟဲ့ဟဲ့တာကြီးတွေ မျိုးပြရှာမရှိမဖော်ရနာမရ ဟဲ့ဟဲ့တာကြီးတွေ ဖယားကျင်တာမငဲကွယ်မပါနာပြောင်း ဟဲ့ဟဲ့တာကြီးတွေ တာကီတွေလို့ပြောဖို့ရှက်တယ်တာကီတွေလို့ပြောဖို့ရှက်တယ်မင်းရောက်သိခက်တာကီတွေလေဒီပုံမောင်နှမများတွေကိုကြီးကရိုက်ပြင်းစမပြင်းနဲ့တော့ပြမကွဲနဲ့လေအားလုံးတွေ့ပါနော်ကိုတိုက်ကြီးချိုးကိုစွမ်းဖို့နာကန်စီတော့ရှောင်းလာတော့လာပါကွယ်တို့တွေဒီကိုမောင်နှမများရဲ့တွဲလည်းမပြုတ်ဖို့တွေ့နေကြလို့လာပါတယ်ကပါနေတော့လာပါကွယ်တို့တွေဒီကိုမောင်နှမများရဲ့တွဲလည်းမပြုတ်ဖို့တွေ့နေကြလို့လာပါတယ်ကပါနေတော့အတူသွားကြမယ် အဲ့ဒါဆိုရင်တုံးနေပြောနေ ကဲပြောတဲ့ကိုမြောင်ဆုံးရ ငင်းကြရေးအတွက်ပေးတဲ့အသား နောက်စီကြပါတော့ညီကောင်များ ဒေါသများနဲ့ရှော့ကြပါ ကြပါတို့ပြည်သူများ နာမနာနဲ့မထမ်းနဲ့ကွာ ကြပါတို့ပြည်သူများ အဲ့ဒီတိုင်းလေးမြောက်ပြီးက ညီညွတ်ကြပါတော့ညီကောင်များ တို့ပြည်သူများစိတ်အေးစရာ ငင်းငင်းလေးကိုသွားကြတော့လား အားလုံးကိုအားကြနေကြ ဟုတ်ကဲ့ဗျာ အေးပါလေ ငင်းကြရေးကိုသွားမှာပေါ့ ငင်းချမ်းရေးကိုဘယ်လိုသွားမလဲ ငင်းကြရေးကို ငင်းချမ်းရေးကိုသွားမယ်လမ်းကြောင်းတွေတော့ရှိပါတယ် အဲ့ရောက်ရှိသေးလား ဒါပေမဲ့ဘာလို့ဒီလိုတွေဖြစ်ခဲ့တယ်အရင်ကဘာလို့တွေဖြစ်တယ်ဆိုတာကျွန်တော်ပြောပြခြင်းတယ် အဲ့ဒါဆို ပြောတဲ့ကြာကြီးဟာ ငိမ့်ငိမ့်လေးနားထောင် ငင်းလေးနားထောင်ကြည့် ရှစ်တော့ရှစ်တော့မရှိ အဲ့ဒါညီညီလာကွာ မလုံနဲ့နော်မလုံနဲ့နော်အဲ့ဒါ ငင်းငင်းအောင်ပွဲအတွက်ပြင်ပေးနေတာ ခေပါနေလို့ပြစ်ကြတာ ဟိုရေကစင်ကာပူဆိုတာအစင်းနေနာမြန်မာကသူ့အထက်မှာရှိတာ တို့ဒီမှာရှယ်ရဲနော် အခုချိန်မှာအောက်ကိုပြန်ရောက်တာတက်တရားဟိုတကယ်ပဲအသေးကနားတယ်ဗျာတို့ စင်ကာပူကပြည်သူတွေဟာပါနတ်တာသူတို့ချင်းစီလုံးညီညွတ်တာတို့ဗမာအောက်ကိုပြန်ရောက်တဲ့အကြောင်းဟာနေရာတိုင်းစစ်ဖြစ်နေလို့ပါ
မာတွေကဘယ်တိုးတက်မလဲအများနဲ့စစ်ဖြစ်နေကြတာ ဒီမဖြစ်စင်ကာပူပြန်တက်ပြီပေါ့ အေးမင်း ဒါဆိုရင်ပြောဦးမယ် အပြောကွာ ပြန်လေးလား ဟိုရင်ကမြမပြည်ဟာလေးမလေးတက်တာကိုမြတ်သူအမရှိတာ နင်တို့ထက်တာတယ်တဲ့ တို့ဗမာကိုမလေးတွေအနိုင်ကျင်တာဒီနေ့မှာဟိုတကယ်ပဲအသေးကနားရဲကွာ မြမပြည်ဟာကုမ္ပဏီငွေဟာစားမလောက်ပါဝင်းနဲ့လာကအထည်ချုပ်ပါမလောက်ပါပြန်မလေးမှာရွှေပြောင်းကလောက်တာဟိုမှာပဲတို့အသက်ခံရတာ အမလာလို့သွားလို့တယ်ပေါ့ ဒီမှာမလောက်လို့ဟိုလောက်တာအသက်ခံရတယ်မနှဲပြန်ပြေးလာတဲ့ မလေးကဟာထားလိုက်ပါတော့နောက်တစ်ခုကျန် ပြီးပြီမလား ကျန်သေးတယ် မင်းလည်းကောင်းမကောင်းနိုင်ဘူး ဒုက္ခပါပဲ ပြောကြရှိတော့ပြော ပြီးလည်းပြောတာပဲ ဟိုရင်ကမြမပြည်ဟာလေးထိုင်ထက်တာ ခိုင်းရောက်လာပြီ အခုများလိုက်လို့မမီဘူးဗျာ အဲ့ဒါမျက်နှာပြောတယ် အသားရောင်နဲ့ကိုယ်ွယ်ကူများဟာမချားပါရေမြေချင်းဆက်လို့ဂုံယူစရာ တာချင်းတလောက်တာနိုင်ပါစေတော့မမှုပါမတားတဲ့ချက်တော့ရှိအောင်မပေါ်ပါတဲ့တိုင်းနိုင်ငံမျိုးကိုမတော်ပါမြမတွေနဲ့တွေ့ရမှာကြောက်တာ